အရှုံးတုံညာရင်းနှီးမြှုပ်နှံခြင်းဆိုတာဘာလဲအရှုံးတုံညာရင်းနှီးမြှုပ်နှံမှုဆိုတာငွေအရင်မလိုပါဘူးအရင်ကြီးလည်းရင်မလိုပါဘူးလိုအပ်တာကတစ်ခုပဲရှိပါတယ်အချိန်15မိနစ်ဒီလောက်ကဘာလဲဆိုစာဖတ်ရှင်ပါပဲနေတိုင်းဖုန်းကြည့်လိုက်စားလိုက်အိတ်လိုက်နဲ့အချိန်တွေမတိမတာကုန်နေတာမဟုတ်ဘူးလားအဲ့ဒီအချိန်တွေကတစ်နေ့ကို15မိနစ်ပဲစာဖတ်ဖို့ရင်းနှီးမြှုပ်နှံလိုက်ပါမနက်အလုပ်သွားညပြန်ရောက်မအားဘူးဆိုပြီးကိုလည်းမလှည့်စားပါနဲ့စာအုပ်ကန်ပြီးဖတ်ဖို့မအားဘူးဆိုရင်တော့ white clip လိုမျိုး Oreo ဝတ်တင်နဲ့လေနားထောင်လို့ရပါတယ်နော်ကဲဒါဆိုဘာကြောင့်စာဖတ်တင်တာလဲလောကကြီးမှာငွေတွေပျောက်သွားနိုင်ပါတယ်ပစ္စည်းဥစ္စာတွေလည်းဆုံးရှုံးနိုင်ပါသေးရဲ့ဒါပေမဲ့တင်15မိနစ်အချိန်ပေးပြီးဖတ်ထားတယ်အသိပညာတွေကတော့တင်တဲ့သူတည်ဒီအထိလိုက်ပါနိုင်မယ့်အရေးကြီးတွေပါဒါကိုအရှုံးတုံညာရင်းနှီးမှုနဲ့မှုလို့ခေါ်တာပါစာဖတ်တာကတင့်အတွက်ပဲမဟုတ်ပါဘူးနော်တင်ပဝင်းကျင်နဲ့ဒီလောကကြီးအတွက်ပါအကျိုးရှိစေပါတယ်စာဖတ်တဲ့သူတိုင်းမအောင်မြင်သေးပေမဲ့စာဖတ်လို့ကြာရှုံးသွားတဲ့လူတော့မရှိသေးပါဘူးနော်လူကြီးမင်းတို့တည်ထားတဲ့စာဖတ်ရှင်ခေါင်းကျိုးလေးတွေကိုလည်းကွန်မန့်မှာဝေမျှပေးသွားပါဦးနော်